ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့မှာယူကရိန်းနဲ့ရုရှားအစင်းမြင့်ဆွေးနွေးရေးကိုယ်စားလှယ်တွေအဘူဒါဘီမှာတွေ့ဆုံပြီးအလွန်ညှင်းပွားနေရတဲ့နေမီပြဿနာကိုဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့သဘောတူညီချက်တရရနိုင်မဲ့အရေးအယောင်တော့မတွေ့ရသေးပါဘူး။တစ်ချိန်တည်းမှာပဲရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းနိုင်ငံဟာ၄နှစ်တာစစ်ပွဲကာလအတွင်းအဆိုးရွားဆုံးစွမ်းရည်အကျပ်တဲကိုကြုံတွေ့နေရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကီးယက်အပောင်ဝင်အရေးပါတဲ့မြို့ကြီးတွေမှာလျှက်စစ်မီနဲ့အပူပေးစနစ်တွေပြတ်တောက်သွားပြီးအပူချိန်ကလည်း3 ဒီဂရီအောက်ကိုကျဆင်းနေတာပဲဖြစ်ပါတယ်။ရုရှားဘက်ကတန်တမာရေးနဲ့ဖြည့်ရှင်းခြင်းတယ်လို့ပြောနေပေမဲ့ဆွေးနွေးညှိနှိုင်းမှုသဘောတူညီချက်မရသေးသမျှကာလအတွင်းကိုပိုင်ရီမှန်းချက်တွေကိုစေရေးနည်းလမ်းနဲ့သာဆက်လက်အောင်မြင်အောင်လှုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကအပြည့်အဝကျူးကျော်ဝင်ရောက်မှုစတင်ခဲ့တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အမေရိကန်ဘက်ကနေဖိအားများတိုးလာနေပြီးရုရှားဘက်ကတော့အရှေ့ဘက်ဆက်မှုဆောင်ဒွန်ဘတ်ဒေသတစ်ခုလုံးကိုယူကရိန်းလက်လွတ်ပေးရမယ်လို့တောင်းဆိုနေပါတယ်။ယူကရိန်းပြည်သူတွေဘက်ကတော့နယ်မြေလက်လွတ်ပေးရေးပေါ်မှာလူလောင်မှုမရှိသလောက်နှဲပါနေကြောင်းစစ်တမ်းတွေကဖော်ပြနေကြပါတယ်။ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကရုရှားယူကရိန်းအမေရိကန်တာဝန်ရှိသူတွေပါဝင်တဲ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာနယ်မြေပြဿနာကအဓိကအချက်ဖြစ်တယ်လို့ပြောကြားထားပါတယ်။သူဟာယူကရိန်းဆွေးနွေးရေးကိုယ်စားလှယ်တွေနဲ့အမြဲတမ်းဆက်သွယ်နေပေမဲ့တောက်ကြနေဆွေးနွေးပွဲအကျိုးရလဒ်တွေကိုတော့အခုချိန်မှာမဆုံးဖြတ်နိုင်သေးကြောင်းထပ်မံပြောကြားထားပါတယ်။အဲ့ဒီဆွေးနွေးပွဲတွေကဆွစ်ဇာလန်နိုင်ငံအဘိုးစ်မြို့မှာကျင်းပတဲ့စီးပွားရေးဖိုရမ်အတွင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဇလန်စကီတို့တွေ့ဆုံပြီးနောက်တနေ့မှာဖြစ်ပေါ်လာတာပါ။ယူကရိန်းသမ္မတဇလန်စကီကအမေရိကန်ဘက်ကယူကရိန်းအတွက်လုံခြုံရေးအာမခံချက်ဆိုင်ရာသဘောတူညီချက်တစ်ခုကိုအဆင်သင့်ဖြစ်နေပြီးလက်မှတ်ရေးထိုးဖို့ရက်စွဲတဲ့နေရာကိုထရန့်ဘက်ကသတ်မှတ်ပေးတာကိုသာစောင့်ဆိုင်းနေတာဖြစ်တယ်လို့ပြောကြားထားပါတယ်။ယူကရိန်းဘက်ကတော့ငြိမ်းချမ်းရေးသဘောတူညီချက်တည်းရဖြစ်လာပါကမိဖက်အနောက်နိုင်ငံတွေစီကနေခိုင်မာတဲ့လုံခြုံရေးအာမခံချက်တွေကိုရလိုနေပြီးရုရှားဘက်ကနောက်ထပ်ကျူးကျော်လာမှာကိုလည်းတားဆီးလိုတယ်လို့ဆိုပါတယ်။